Palestine နိုင်ငံဂါဇာကမ်းမြောင်ကဂါဇာမြို့ဟောင်းမှာရှိတဲ့ပါရှာနန်းတော်ပြတိုက်ကိုပြန်လည်ပြုပြင်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။နှစ်ပေါင်း800သက်တမ်းရှိပြီဖြစ်တဲ့ဒီနန်းတော်ပြတိုက်ကြီးဟာဂါဇာမှာရှိတဲ့ရှေးဟောင်းအမွေအနှစ်တွေထဲကတစ်ခုဖြစ်ပါတယ်။2024ခုနှစ်အတွင်းမှာအစ္စရေးကဒီပြတိုက်ကိုတိုက်ခိုက်ဖျက်ဆီးခဲ့တာပါ။ပါရှာနန်းတော်ပြတိုက်တင်မကပဲ Saint Porphyrius ခရစ်ယာန်ဘုရားကျောင်းဦးမာရီဗလီတို့အပါအဝင်ဂါဇာကမ်းမြောင်ကရှေးဟောင်းသမိုင်းဝင်အဆောက်အဦအားလုံးကိုအစ္စရေးကတိုက်ခိုက်ဖျက်ဆီးခဲ့တာပါဟာမတ်စ်အဖွဲ့ကိုလက်တုံ့ပြန်တယ်လို့အစ္စရေးကပြောကြားထားပေမဲ့တကယ်တမ်းမှာပါလက်စတိုင်းလူအဖွဲ့အစည်းတစ်ခုလုံးကိုဖျောက်ဖျက်ဖျက်ဆီးဖို့အစ္စရေးကကြိုးစားခဲ့တယ်ဆိုတာဒီတိုက်ခိုက်ဖျက်ဆီးမှုတွေကိုကြည့်ရင်သိသာထင်ရှားပါတယ်ပါရှာနန်းတော်ပြတိုက်ကြီးဟာတစားစီတိုက်ခိုက်ဖျက်ဆီးခံထားရတာကြောင့်ပြန်လည်ပြုပြင်ဖို့အချိန်အတော်ကြာညောင်းမှာဖြစ်ပြီးငွေကြေးအမြောက်အများလဲကုန်ကြမှာဖြစ်ပါတယ်